Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကြည်တယ်ပဲဖြစ်ပါတယ်ကျွန်တော်အခုပါပြောင်းလဲဆိုတော့ကျွန်တော်တို့ရှာထားတဲ့ EGN officer ကို main CVV မှာဘယ်လိုအသုံးမလဲဆိုပြကျွန်တော်တို့အခုရှာထားတဲ့ officer နှစ်ခုဒီမှာ EGN officer နှစ်ခုပေါ့နော်အဲ့ဒါဒီမှာရှိမယ်ဒါလေးနှစ်ခုကိုတစ်ခုစီ copy လိုက်နောက်ကြောင့် main CVV အစစီရဲ့ main CVV တခုပဲသွားမယ် EGN ကဟိုလိုမျိုး officer by EGN မှာရမယ်နော်ဒီထဲဝင်မယ်ကျွန်တော် main CP ရဲ့ဝင်မယ်ဗျာကျွန်တော်ညွှန်ပြမယ်ဒီ EGN ဗျာဒီလိုဗျာဒိုဘီဟုလို့ဒီ EGN မို့ဘဟာကျွန်တော်ဒီတရား EGN နေနဲ့ဒီလို EGN မရမယ်တင်ပြမယ်ဒီမှာဗျာတိုးဟုဆိုတာရှိအဲ့နေရာမှာဒီမှာ offset ချရမှာစီစဉ်တိုင်းမှာဒီနေရာမှာ offset ချရမှာအဲ့ offset ကじゃဒီ B0 အဲ့ချိန်လိုက်ဒါကကြတော့ Starline original code ဒီအပေါ်မှာကြတော့ကျွန်တော်အပေါ်မှာကြတော့ဒါချင်းရမှာဒီနှစ်ခု defend EGN server နှစ်ခုထည့်ပေးရမှာဒီအပေါ်မှာဒီဟာလေးပေါ့ဒီနေရာမှာဒီနေရာမှာခုနကလေး copy ထားတဲ့ကုတ်ဒါတဲ့ဒီနေရာမှာဒါဟုတ်တဲ့ဒီ fashion goal လေးထဲမှာအမှ EGN အလုပ်လုပ်မှာဗျာအမှဒီနီးက season တိုင်းလဲရှာလို့ရမလို့ season တိုင်းလဲအဲ့လိုထည့်ရမှာဗျာဒါတော့နားလေးမတင်ပါနဲ့အဲ့လိုကြီးမခတ်ပါဘူး EGN လည်းဗျာဒီလိုတိုးဟုဒီမှာတိုးဟုဆိုပြီးဒီမှာ offset လေးထည့်အောင်မယ် offset လေးထည့်ဖို့ရဲ့ဒီမှာ Dolby ဆိုပြီးသူ့ရဲ့မှာ Dolby ဟု EGN ဒါကြတော့ offset ထဲကို EGN အဲ့လို EGN လေးနှစ်ခုပါမှသုံးလို့ရမယ်ဗျအဲ့လိုကျွန်တော်ပြောရဲ့ offset ထဲ EGN offset ထဲရင်တော့ဒီလို EGN လေးပြောင်းမွေးလိုက်အဲ့လောက်ကြီးမကတ်ပါဘူးဗျာဒါပဲတော့ဗျာဒါလို့ EGN လေးပြောင်းပြီးထည့်ရုံပါပဲ EGN မရှိရင်ကျွန်တော် Telegram ကောက်ဖို့လာတောင်းတော့မှာ